ကျွန်တော်အမြင်ကတော့စုံမှုထားနိုင်မယ်လို့ယုံကြည်တယ်ဘာလို့မစုံနိုင်ရမှာလဲကျွန်တော်နီးဗျူဟာမဟာဗျူဟာတော့လိုတာပေါ့နော်ချင်းကပ်ပုံချင်းကပ်နီးတွေတော့လိုတာပေါ့သူတို့ရဲ့သက်ဆိုင်ရာအိန္ဒိယချင်းနိုင်ငံထိုင်းနိုင်ငံတရုတ်နိုင်ငံအိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ပြည်လေရင်အကုန်ဖြစ်တယ်အားလုံးပဲမင်္ဂလာပါအားလုံးမြန်မာရှင်တွေမှာကြိုဆိုပါတယ်နေ့စဉ်နိုင်ငံရေးသတင်းတွေကိုတင်ပြတော့မှာမို့ subscribe လုပ်ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးတော်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူတွေကလည်းထောက်ခံဖို့လိုတာပေါ့သူတို့သက်ဆိုင်ရာပြည်နယ်တွေမှာရှိတဲ့ပြည်သူပြည်သားများကစီလုံးညီညွတ်ပြီးသူတို့ရဲ့ဒီပြည်နယ်အစိုးရတွေကိုသူတို့ကအပြည့်အဝထောက်ခံနေဆိုရင်ဘာလို့မရမှာလဲအဲ့ဒါကအရှိတရားပါကျွန်တော်ကတော့ယုံကြည်တယ်နောက်တစ်ဆင့်တက်မှာပေါ့ဗျာနောက်တစ်ဆင့်တက်ဖို့လိုအပ်နေပြီပေါ့အဲ့တော့ကျွန်တော်ယုံကြည်ပါတယ်ကရင်ကစပါလိမ့်မယ်ကရင်ကကော်တီလေးနိုင်ငံသို့မဟုတ်ကော်တီလေးပြည်နယ်အစိုးရကြီးဖွဲ့ပါလိမ့်မယ်သူတို့ကတော့ C3C အနေနဲ့သွားမှာပေါ့လေနော်ပြီးတော့ AA လည်းလောက်ပါလိမ့်မယ် AA က NUG နဲ့နှိစပ်ပါတယ်အခုပဲကြည့်ပါ Kim ကို NUG Kim ကို AA ဒုတိယစစ်ဦးစီးကိုကိုယ်တိုင်လက်ဆောင်ပေးတယ်ပြီးတော့ TNL ကစစ်ဦးစီးချုပ်ကိုယ်တိုင်တော်ဆန်းစုကြည်တွေမွေးနေ့ဆုတောင်းပေးတယ်ပေါ့နော်သူတို့လည်းနိုင်ငံရေးမဟာဗျူဟာအရာပေါ့နော်သူတို့တရုတ်ရဲ့ PR တွေရှိလို့သူတို့လည်းနိုင်ငံရေးကစားနေကြတဲ့သဘောပါယူဒေါ်လာရေးမှာပြည်သူနဲ့အတူသူတို့လည်းသားတယ်ရှိနေတယ်လို့ကျွန်တော်ကအပြည့်အဝယုံကြည်ပါတယ်ကိုကန့်အပါဝင်ပေါ့ဗျာနော်DKB အပါဝင်ဘယ်လိုပြောမလဲ BGF တွေအပါဝင်ပေါ့ BGF တွေကိုလည်းကျွန်တော်တို့ကအားကိုးပါတယ်ကရင်နိုင်ငံတော်ကြီးမှာသူတို့တွေလည်းပူပေါင်းတစ်သက်တွေသာပူပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ကျွန်တော်ရက်ထားလိုက်ပြီပဲလို့လဲဆိုတော့ခဏနေကြမှာပြန်ဖွင့်မယ်မှန်ပါတယ်ဆရာဇော်ဝေဆိုးနဲ့ TNL လေးနဲ့ဒါပဲကျွန်တော်ပြောချင်တာကလေဘယ်လိုပြောမလဲဖြစ်နေတဲ့ကောလာဟာလာတွေကိုဆရာဇော်ဝေဆိုးကဒီပွဲကိုတက်ပေးလိုက်တဲ့အနေနဲ့ဖြေဖြောက်ပေးလိုက်တာပေါ့ဗျာနော်ပြောချင်တာကသူတို့မှလည်းသူတို့မှလည်းဘယ်လိုပြောမလဲဟုတ်ကဲ့ပါဆရာညူထိုးအောင်ကဒေါက်တာညူထိုးအောင်ကမက်ဆာကင်ကိုလက်ဆောင်ပေးလိုက်တာအဲ့တော့မဆိုင်နာတွေဝင်ရေးတဲ့လူအားလုံးကိုဘယ်လောက်ပါတယ်ကို page မှာကိုတည်း NUG ကိုစော်ကားတဲ့အရေးသားတွေရေးတဲ့လူမြည်သူကိုမဆိုဘယ်လောက်ပါတယ်အဲ့ဒီဘင်္ဂါလီကိစ္စဆိုတဲ့ကိစ္စကိုလာပြီးဆွေးနွေးတဲ့လူတွေလည်းဘယ်လောက်ပါတယ်ကျွန်တော်တို့အဲ့လောက်ထိအသေးစိတ်မသွားဘူးခင်ဗျဟုတ်ပြီနော်ဒီကိစ္စကသူ့ဟာသူတို့သက်ဆိုင်ရာလူတွေလောက်ကြပါလိမ့်မယ်ဒီကိစ္စကိုဆွေးနွေးပွဲမှာကျွန်တော်တို့ကစစ်အာဏာရှင်ကိုနိုင်အောင်တိုက်မဲ့ကိစ္စတွေပဲဆွေးနွေးကြတာဒီနေ့ကိစ္စသူတို့လုပ်ပါလိမ့်မယ်နှစ်ဖက်လုံးပါအီရန်အကြောင်းကတော့ဘာမှပြောစရာမရှိဘူးခင်ဗျသူတို့တိုက်ကြပါဗျာသူတို့နှစ်ဖက်လုံးတိုက်ကြပါပြောချင်တာလူဆိုးနှစ်ဖက်ပေါ့နှစ်ဖက်လုံးကအစွန်းရောက်နှစ်ဖက်ပြောချင်တာကအီရန်ကအစ္စရေးကိုအကြောင်းပြပြီးတော့အာဏာရှင်တွေလှုပ်ရှားနေတယ်နတန်ယာဟုကလည်းအီရန်ကိုအကြောင်းပြပြီးလှုပ်ရှားတယ်နှစ်ဖက်လုံးလှုပ်ရှားနှစ်ဖွဲ့နောက်ဆုံးထိတ်တိုက်စရင်ရှင်းတဲ့ပွဲပေါ့ဗျာဟုတ်တယ်နော်နတန်ယာဟုကလည်းအီရန်ကိုခေါင်းဆောင်တွေကိုအကြောင်းပြပြီးလှုပ်ရှားတယ်နျူကလ িয়ার ကိုအကြောင်းပြပြီးလှုပ်ရှားတယ်အီရန်ခေါင်းဆောင်တွေကလည်းအစ္စရေးတွေကိုအကြောင်းပြပြီးပါလက်စတိုင်းတွေဘာဖြစ်တယ်ညာဖြစ်တယ်အစ္စလမ်ကဘာဖြစ်တယ်ဆိုပြီးလှုပ်ရှားတယ်အဲ့တော့လှုပ်ရှားနှစ်ဖွဲ့ထိတ်တိုက်တွေ့တဲ့ပွဲဒါပဲမနေ့ကတော့အမေရိကန်အစိုးရကတော့အမေရိကန်သမ္မတကတော့သူ့ရဲ့ထောက်လိုင်းရေးအကြီးအကဲသူခန့်ထားတဲ့
ထောက်လိုက်ရေးအကြီးအကဲစကားကမမှန်ပါဘူးတဲ့အဲ့တော့အီရန်ကနျူကလ িয়ার နဲ့ရတော့မယ်တဲ့သူထောက်လိုက်ရေးအကြီးအကဲကမရဘူးလို့ပြောတာလေအဲ့တော့သူထောက်လိုက်ရေးအစီအခံစာမမှန်ပါဘူးလို့ညင်းသွားတယ်အဲ့ဒါနောက်ဆုံးသတင်းပဲကျွန်တော်ကတော့သူတို့လှုပ်ရှားတွေပွဲဗျာကျွန်တော်တို့ဟိုပြောချင်တာဟိုဝင်ပါစရာအကြောင်းယူပြောအားလုံးပြောပြီးသွားပြီဆိုတော့သူတို့ဟိုနှစ်နိုင်ငံလုံးဖုန်းညက်ကြေးသွားမှာပဲဇလန်ပြီးမဲ့သဘောရှိတယ်အဲ့တော့နှစ်ဖက်လုံးကလှုပ်ရှားနေတာလေမင်းအွန်လိုင်းတို့လိုပဲလှုပ်ရှားနေတာလေအဲ့တော့အဲ့ဒါတော့ကျွန်တော်လည်းမသိဘူးသူတို့နိုင်လားမနိုင်လားသူတို့ကိစ္စလေကျွန်တော်တို့ကမင်းအွန်လိုင်းကိုနိုင်အောင်တိုက်ဖို့အရေးကြီးတာအဲ့ဒါသူတို့နိုင်ခြင်းမနိုင်ခြင်းကသူတို့ကိစ္စလေဘာလို့ကိုရီးယားအသေးစိတ်မသိဘဲနဲ့လိုက်ပြောနေတာအတိတ်ပဲမှမရှိဘူးနော်အဲ့တော့ကျွန်တော်တို့အကြောင်းတော့ကျွန်တော်တို့သိတယ်ကျွန်တော်တို့မှာဘာရှိလဲမင်းအွန်လိုင်းမှာဘာရှိလဲအဲ့တော့ကျွန်တော်တို့နိုင်ဖို့အရေးကြီးတယ်အဓိကကျွန်တော်တို့ကမင်းအွန်လိုင်းစစ်တပ်ကိုနိုင်အောင်တိုက်ဖို့အရေးကြီးတယ်ဟိုနှစ်ဖွဲ့ကတော့ဘယ်သူနိုင်ကျွန်တော်တို့ဒေါ်လာကြီးအတွက်အကျိုးမရှိဘူးနှစ်ဖွဲ့လုံးရှုံးသွားရင်တော့ဒေါ်လာကြီးအတွက်အကျိုးရှိတယ်တစ်ဖွဲ့ရှုံးသွားရင်လည်းဒေါ်လာကြီးအတွက်အကျိုးဘာလို့နှစ်ဖွဲ့လုံးကအဲ့နှစ်ဖက်လုံးကမင်းအွန်လိုင်းကိုအားပေးနေလို့ကျွန်တော်ကတော့အရေးမကြီးဘူးကျွန်တော်ကအစ္စလမ်ဘာသာဝင်ဖြစ်တယ်ကျွန်တော်ဆော်ဒီအာရေဗျကိုသွားတယ်ဖျားပူသွားတယ်အစ္စလမ်နိုင်ငံတွေနဲ့ကျွန်တော်အဆင်ပြေအောင်နေတယ်ကျန်တာကျွန်တော်လုပ်မဟုတ်စိတ်ဝင်စားဘူး UK နိုင်ငံသားရေးဝန်ကြီးကဒီအာဖရိကနယ်ဘွားပါအဲ့တော့အာဖရိကနယ်ဘွားလွတ်တော်ကိုယ်စားလှယ်ကနေခန့်ထားတာပါအတွေ့အကြုံရင့်ကျက်တဲ့လူပါအတွေ့အကြုံရင့်ကျက်တဲ့လူပါသူတို့အကောင်းဆုံးစူးစမ်းနေတယ်ကျွန်တော်တို့ UK အစိုးရကဟိုပြည်လေအောင်အကောင်းဆုံးစူးစမ်းနေတယ်အဲ့ဒါကိုကျွန်တော်တို့လည်းသဘောကျတယ်ပြောချင်တာကကျွန်တော်တို့အစိုးရတွေရက်တည်တဲ့အတိုင်းပဲပေါ့နော်တိုင်းသားတွေကသူတို့လည်းနိုင်ငံထောင်နေတာဗျာသိလားကျွန်တော်တို့ကအဲ့ဒါကိုလမ်းဖွင့်ပေးဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်ကတော့ရိုးသားသားတိုင်းသားတွေကိုလမ်းဖွင့်ပေးတာကျွန်တော်တို့ကသူတို့နိုင်ငံတော်ထောင်ခွင့်ပြုတယ်ဆိုရင်ဗျာသူတို့ပြောတဲ့ Confederate တွေဘာတွေအားလုံးကရသွားပြီဟုတ်တော့မလားဒါကြောင့်ကျွန်တော်ကတော့ရိုးသားသားတိုင်းသားတွေကိုလမ်းဖွင့်ပေးတယ်နိုင်ငံထောင်တဲ့တိကျပြီးမှရှော့ခြင်းပြန်ရှော့ဂိတ်ဒီမှာလူဖမ်းတာတို့ပတ်စံပြန်ပေးဆွဲတာတို့ဒီသူတို့လူမိုက်တွေလောက်ခိုင်းတာတော့ဒါအီရန်မှာလည်းလုပ်နေတယ်ကျွန်တော်သိသလားအစ္စရေးမှာလည်းလုပ်တယ်နှစ်နိုင်ငံလုံးလုပ်တယ်အီရန်မှာပူဆိုးတယ်ပြောတယ်အဲ့တော့အာနာရှင်ရဲ့သဘောပါမြောက်ကိုရီးယားမှာလည်းလုပ်တယ်တရုတ်မှာလည်းလုပ်မှာပဲတရုတ်လည်းသူ့တော်လှန်ကြည့်ပါလားမှတ်မိလားတရုတ်ចောင်းသားတွေကိုတရုတ်ကစစ်တပ်ကတန်ကြပ်ကားနဲ့ကြိတ်ပြတာနော်အဲ့ဒါမေးလို့မရဘူးခင်ဗျာရုရှားမှာလည်းလုပ်တယ်ယနေ့ထိအမေရိကန်အစိုးရကျွန်တော်တို့သမ္မတထရန့်အစိုးရကတန်ကြပ်ကားနဲ့သူ့နိုင်ငံသားမလုပ်ပါဘူးဗျာသူဖမ်းတာစီးတာပဲလုပ်နေတာပါနော်မနေ့ကဆိုရင်လည်းဟိုပလက်ဆိုင်ចောင်းသားကောင်းဆောင်လေးကိုတရားရုံးကပြန်လွှတ်ပေးလိုက်ဟိုအမိန့်ချတယ်ပြန်တော့လွှတ်ပေးလိုက်ပါပြီဒီမိုကရေစီကဒီမိုကရေစီပါဗျာအဲ့တော့အလဘာတလဘာအနေနဲ့ပဲပြောတာပါအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်အဲ့ဒီအကြောင်းတွေပြောဖို့အစီအစဉ်မရှိတော့ဘူးကျွန်တော်ပြည့်စုံအောင်ပြောပြီးပြီသိချင်ရင်ပြီးခဲ့တဲ့4-5ရက်ကကျွန်တော်ရဲ့ live တွေကိုနားထောင်ကြည့်အိမ်မှာအီရန်နဲ့အစ္စရေးနဲ့အကြောင်းကိုအသေးစိတ်ဘက်ပေါင်းစုံကကမ္ဘာခေါင်းဆောင်တွေဘယ်လိုမြင်လဲအီရန်ကဘယ်လိုမြင်လဲအစ္စရေးကဘယ်လိုမြင်လဲဘယ်သူကနိုင်တဲ့လဲဘယ်သူအကုန်လုံးပြောထားပြီးပြီအဲ့ဒါနေ့တိုင်းထိုင်ပြောနေကြလဲအကြောင်းမရှိဘူးကျန်တဲ့ဟာသူတို့ကိစ္စပဲနောက်ကျွန်တော်ရဲ့သဘောထားကိုလည်းပြပြသားသားပြောထားပြီးသားအဲ့တော့ဒီမိုကရေစီကဒီမိုကရေစီပါကျွန်တော်တို့ကတော့အမေရိကန်ခေါင်းဆောင်တဲ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ဥဆောင်မှုအောက်ကနေပြီးတော့ကျွန်တော်တို့တခြားဒီမိုကရေစီနိုင်ငံကြီးတွေကနေပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေတာကိုပဲထောက်ခံတယ်ထိုင်းဝန်ကြီးချုပ်ကလည်းနိုင်ငံရေးကစားခံရတာပေါ့ဗျာဟိုဒီသူတို့ကတော့ဟို
တက်စင်ရဲ့ညီမလည်းအသက်ငယ်ငယ်နဲ့တိုက်ပြေရထွက်ပြေးရတယ်အခုလည်းထိုင်းဝင်ကြီးချုပ်လည်းစစ်တပ်ကအာဏာသိမ်းနေဆိုရင်အဲ့လိုပဲဒုက္ခရောက်မှာပေါ့ဒါပေမဲ့သူတို့ကဒီမိုကရေစီအစိုးရနော်ကျွန်တော်ကတော့အခုလက်ရှိထိုင်းဝင်ကြီးချုပ်ဘက်ကနေရက်တည်တယ်ဘာလို့သူတို့ကဒီမိုကရေစီကိုတကယ်သွားမှာအဲ့တော့ဒါသူတို့ရဲ့နိုင်ငံရေးကစားပွဲပါเนาะပြီးတော့ကျွန်တော်တို့ move forward party လည်းရှိပါတယ်အဲ့တော့ဒီ conservative တွေကတော့စစ်တပ်ဘက်ကပါတီတွေကတော့စစ်တပ်နဲ့ပေါင်းမှာပေါ့အဲ့တော့ move forward party နဲ့ဒီအခုလက်ရှိဒီတက်စင်တို့ပါတီကပဲထိုင်းနိုင်ငံကိုနိုင်ငံရေးအရာပေါ့เนาะဒီမိုကရေစီရအောင်လှုပ်ဆောင်ပေးပါပါတော်လိုင်းကြီးကအောင်မှာမဟုတ်နိုင်မှာကျင်းတည်နိုင်မှာကော့တောင်အေဂျင့်နေတာဘာကြောက်လဲဆိုတော့ကျွန်တော်မှမသိတာဒီကော့တောင်ကိုတော့မေးပေါ့ကော့တောင်သားတွေဖြေပါပေါ့အဲ့တော့ပြောချင်တာကဗျာဟိုကျွန်တော်တို့ပြည်သူတွေရဲ့ဒီဘယ်လိုလဲတုတ်ပြန်မှုကတော့မလျော့ဘူးဗျာပြည်တွင်းမှာကသူတို့ကမတရားပိတ်ထားလို့အတန်တွေပိတ်ထားလို့ပြည်သူတွေကမတုတ်ပြန်နိုင်တာလေနိုင်ငံတကာမှာရှိတဲ့ပြည်သူတွေကမကြပါဘူးကီးပြင်းနေလာမှာပါကီးနိုင်ငံထောင်တွဲနေလာပြီ